အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တန်ကြီးရဲ့အဒမင်ကိုတန်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့တန်ကြီးရဲ့အကောက်ဖွင့်နည်းလေးကိုဘယ်လိုဖွင့်ရမလဲပြောပြရမှာဖြစ်ပါတယ်တော့ပထမဆုံးတန်ကြီး app မရှိသေးဘူးဆိုရင်တော့ Play Store ဝင်မှာပြီးရင်တော့တန်ကြီး Game Shop ဆိုရိုက်ရှာလိုက်ပါနော်ကျွန်တော်ဒီကောင်လေးပေါ့နော်ဒါလေး down ပြီးတော့တော့ဖွင့်လိုက်ပါနော် open တော့ဒီနေရာမှာဝင်လို့မရဘူးအဲ့လိုမျိုးတခြား error တွေပါစာရေးပြေးညာပေါ်ရဆိုရင် session ပြီးတော့ VPN ခံရင်ပြန်ဝင်ပေးပါဗျတော့ပြီးသွားရင်တော့အခုမှအကောက်စားဖွင့်မှာဆိုတော့အသစ်ဖွင့်ရနှိပ်ပါဒီနေရာမှာကိုယ်နာမည်ကိုထည့်လိုက်ရပါတယ်ဗျကျွန်တော်ပြီးတော့ဖုန်းနံပါတ်မှာဒီနေရာအရေးကြီးတာကျွန်တော်ဖုန်းနံပါတ်တွေကကိုတကယ်သုံးတဲ့ဖုန်းနံပါတ်ကိုထည့်ပါနော်ကျွန်တော် password မေ့သွားတဲ့အချိန်ကျရင်ကိုဖုန်းနံပါတ်ကို message ပို့ရမှာမလို့ပါနော်ကျွန်တော်သုံးတဲ့ဖုန်းနံပါတ်ကိုထည့်ပါမယ်โอเคနောက်တစ်ခုက password ကကြတော့ရှေ့စလုံးအကြီးနဲ့ပေါ့နော်ရှေ့စလုံးအကြီးနဲ့နောက်ကနန်းပိုင်းရရဗျနော်အပေါ်မှာထည့်ခဲ့တဲ့ password ပဲအောက်မှာ retry password မှာပြန်ထည့်မယ်ပြီးရင်နောက်တစ်ခုအရေးကြီးတာဒီ vibration ကအဲ့နော် robot အမှန်ကြီးဖြစ်အောင်လုပ်ပေးရမှာဗျဆိုတော့ဒီမှာကျွန်တော် motor cycle ဆိုရင် motor cycle ကိုရွေးပေးလိုက်စပိန်ဆိုရင်စပိန်ပါရွေးပေးလိုက်ရှင်းရှင်းလေးပဲနော်မီးပွိုင်းဆိုရင်မီးပွိုင်းပါရွေးပေးလိုက် motor cycle ဆို motor cycle ပါတာပေါ့နော်နောက်တစ်ခု motor cycle ပေါ့ဒါဆိုရင်ကျွန်တော်ဘလို့မရဘူးဆိုလို့ရှိရင်လည်းဘာမှမဖြစ်ဘူးနောက်တစ်ပုံမှာရွေးပေးလိုက်ကားပါတယ်ပုံမှာရွေးပေးလိုက်ပါတယ်ပဲအဲ့ဆိုအမှန်ကြီးဖြစ်သွားတဲ့အထိရွေးပေးပေါ့နော်အဲ့လိုမျိုးဖြစ်သွားရဆိုရင် register ကိုနှိပ်လိုက်ပြီးပြအကောက်ဖွင့်ပြီးသွားပြီဒါဆိုရင်ငွေဖြည့်ပြီးတော့အဆင်ပြေတဲ့ item တွေတော့ဝယ်လို့ရပြီကျေးဇူးပါအကိုင်း